ရားတွေများများနာထားမှအတွေ့ကောင်းတွေများများထွက်မှာနော်ဒါကြောင့်မြတ်စွာဘုရားဒေသနာတွေကိုအများကြီးမှတ်ရမယ်အထူးသဖြင့်ပါမခောက်ကျုပ်ဆိုတော့ဘုရားကြီးဟောတဲ့တရားဒေသနာတွေကိုအများကြီးမှတ်သားကြည့်သင့်တယ်နော်အစီအစဉ်တကြနော်ကြည်ကြည်ပြန့်ပြန့်နော်တရားတွေမထက်အောင်အများကြီးနာမှတ်သားဟုတ်လားအဲ့ဒါဆိုရင်မြတ်စွာဘုရားဒေသနာတွေကိုအများကြီးအချက်လက်စုံစုံကိုမှတ်သားထားတဲ့အခါမှာတစုံတစ်ခုတွေးပြီးဆိုရင်အဲ့ဒါတွေကနောက်ွယ်ကနေပြီးတော့လမ်းကြောင်းတက်အောင်အကျိုးကျေးဇူးမပြုနိုင်ဘူးလားပြုနိုင်တယ်နော်တရားနာခြင်းရဲ့စွမ်းအားကိုယ်ကနာခြင်းတဲ့စိတ်ကလေးဒါကိုတန်ဖိုးထားပြီးတော့မျက်နှိုးတဲ့စိတ်ကလေးရှိဖို့သာလိုတာပါဒီခေတ်ကတရားနာခြင်းအရန်လွယ်ပါတယ်ဟုတ်လားကိုယ့်ရဲ့လက်ကင်ဖုံးထဲမှာထည့်ထားမယ်ဆိုရင်တော့အပုပ်ပေါင်းရာထောင်ချီပြီးတော့ထည့်ထားလို့ရတာပဲလေဟုတ်တယ်မဟုတ်လားဒါလေးနဲ့မပြတ်ကိုယ့်ရဲ့စိတ်ကိုနော်တရားဓာတ်ကလေးနော်မကင်းကွာအောင်လှုပ်ထားလို့မရဘူးလားရတယ်ဟုတ်ရဲ့လားအတော်ချင်းတို့ပိသက်ပေါင်းသူတော်အောင်တို့တော့ပြောချင်တာကဘလို့အခြေအနေပဲတွေ့နေအဲ့ဒီတွေ့နေတဲ့အခြေအနေဟာကိုယ်ကသာနော်ယောနိတော်မနတိကာရရှိမယ်ဆိုလို့ရှိရင်အဲ့ဒါဟာကောင်းဖို့အတွက်တော့အများကြီးတွန်းအားမဖြစ်ဘူးလားဖြစ်တယ်နော်နောက်ကိုယ့်ရဲ့ခေါင်းထဲကမြင့်မြတ်တဲ့နော်အကြောင်းအရာတွေကိုမှတ်သားထားမှလည်းပဲမြင့်မြတ်တဲ့တွေ့နိုင်ပါနောက်ကိုယ့်ရဲ့ခေါင်းထဲကမြင့်မြတ်တဲ့အကြောင်းအရာတွေမှတ်သားထားတာမရှိဘူးဆိုရင်လည်းပဲဒီယောနိတော်မနတိကာရကဖြစ်လာမှာမဟုတ်လို့ဆိုတာကိုယ်ကောင်းနဲ့မှတ်ထားတဲ့အချက်လက်နဲ့ညီအောင်တွေးကြတာပဲများပါတယ်ဟုတ်လားပတ်ဝန်းကျင်အနေထားကဘလို့ကောင်းအောင်ပဲဖန်လာတော့တခါတည်းကြတော့လည်းပဲအဂတိလိုက်စားပြီးတော့ကိုယ့်အလိုဆန္ဒအတိုင်းလိုက်ပြီးတော့တွေးလိုက်ကြတာတွေရောမရှိဘူးလားရှိရနော်ပုံမြင်လေးတစ်ပုတ်ကြားဦးတယ်နော်အပြိုကြီးတယောက်ကနော်တော်တော်ကြီးအသက်ကြီးလာမှရွာထဲကနော်အခိုးရှိုးပြီးတော့မိုက်နေတဲ့နော်အယက်သမားတယောက်နဲ့ဖြစ်တယ်လို့ဆိုအဲ့ဒါကိုသူယူဖို့လည်းပဲနော်တိတ်လည်းအဆင်မပြေဘူးအဲ့တော့သူဘာလုပ်တုံးဆိုတော့သူ့ရဲ့ဦးလေးတယောက်နဲ့တိုင်ပင်တယ်လို့ဆိုတယ်နော်အဲ့ဒီလူကိုသူယူရကောင်းမလားမယူရကောင်းမလားအဲ့လိုတိုင်ပင်တဲ့အခါကျတော့ဦးလေးဖြစ်တဲ့လူကမယူနဲ့လို့ပြောရမှာလဲအာနာတယ်ဒါလေးဒီလူကလူပေလူတွေယူတဲ့လူမဟုတ်ဘူးဆိုတာလဲသူသိတယ်အဲ့ဒါနဲ့ကဲကွယ်မင်းကိုငါရဲ့ကိုစားငါအဖြေကိုစားငါကြီးစီလေးပေးလိုက်မယ်မင်းအဲ့ဒီကြီးစီလေးသာတီးလိုက်အဲ့ဒီကြီးစီလေးကထွက်လာတဲ့အတန်အတိုင်းမင်းဆုံးဖြတ်ဆိုပြီးတော့ကြီးစီလေးလုံပေးရဲ့တဲ့ကြီးစီလေးတစ်လုံးပေးလိုက်တာကြီးစီကိုတီးလိုက်တော့ကြီးစီကဘလို့မြင်ဒူဝေလို့မြင်မှာပေါ့ဟုတ်လားအဲ့ဒါဦးလေးကသိသိကျင်တာကလူပေလူတွေလို့သိသိကျင်တာဟုတ်လားလူပေလူတွေဆိုတော့ပါမယူနဲ့ပေါ့ဟုတ်လားအဲ့တော့ပြိုကြီးဖြစ်တဲ့လူကဦးလေးပြန်သွားပြီဆိုတော့ကြီးစီလေးတီးလိုက်တယ်ကြီးစီလေးကဒူဝေလို့မြည်တယ်ဟုတ်လားဒါမဲ့သူ့စိတ်ထဲကဘလို့ထင်လို့ဆိုယူလေလို့ထင်တယ်တဲ့ဟုတ်လားဟောတကယ်ဟောထင်သေးချင်တာဘလို့ထင်သေးချင်တာလူပေလူတွေလို့ထင်သေးချင်တာဒါကဗမာပုံမြင်လေးတွေပါရမ်းစိတ်ဝင်စားတယ်ကောင်းတယ်ဟုတ်လားလူဆိုတာကိုတွေးချင်လို့တွေးတာပဲဆိုတာလေးကိုပဲဦးဇင်းကအဲ့လိုလုပ်လိုက်ရင်အဲ့ဒီပုံမြင်လေးကိုတောပြီးတော့အမှတ်ရတယ်။ဟိုကသိသေးချင်တာကတစ်မျိုးဒီကသိသွားတာတစ်မျိုးဟုတ်လားအဲ့တခါတလေကြောက်လေသဘာဝလောကကြီးကပြနေတာတစ်မျိုးကိုကမြင်တာတစ်မျိုးလွဲချော်တာတွေရောမရှိဘူးလားရှိရနော်ကြားသေးချင်တာကဘလို့ကြားသေးညာလူပေလူတွေလို့ကြားသေးချင်တာကြားလိုက်တာကဘလို့ကြားတော့ယူလေလို့ကြားတာတဲ့ကဲနော်ဒါဦးဇင်းတို့ဟိုတော့ဆရာကြီးလူတို့ဥလှရေးတဲ့ကျောင်းကန်ဒီမှာပုံမြင်များဆိုတာစာအုပ်တွေထဲမှာပါတယ်ဒီပုံမြင်လေးတွေကဟုတ်လားတောက်ပါတော့အဲ့တော့ဘလို့အတွေ့အကြုံတွေပဲတွေ့ဘလို့အနေထားတွေပဲဖြစ်နောက်တခါဓမ္မတို့ဦးဇင်းတို့တွေတော့မှန်ကန်တဲ့အတွေ့အမြင်တွေရဖို့ဆိုတာကကိုယ့်ရဲ့ခေါင်းထဲမှာငကိုကအလွန်ကောင်းမွန်တဲ့မှန်ကန်တဲ့တော့ဒေသနာတွေဒီဟိုတော့အချက်လက်ကောင်းတွေကိုထည့်ထားမိဖို့မလိုဘူးလားလိုတယ်ဟုတ်လား